ကောင်းဆိုတာဒီကနေ့ကိုပြောတာနေ့ဖြန်ကတလောက်ကောင်းချင်မှကောင်းမယ်ပေါ့ဒီလိုဆိုတာနော်ခေကောင်းဆိုတာကိုမမျှော်လင့်နဲ့အခုလက်ရှိအချိန်အကောင်းတဲ့ခေတ်လို့ပဲပြောအောင်ဖြစ်တယ်ပေါ့တဖြည်းဖြည်းပို့ပြီးတော့ဆိုးလာတယ်ဘာကဆိုးတာတော့ဆိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကအရေးအတွက်လည်းများတယ်ဖြစ်တဲ့အချိန်လည်းများတယ်အရှိန်ဝါလည်းပိုတက်လာတယ်ဆိုတော့ကောင်းတဲ့ခေတ်မှာဆိုရင်လောဘမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကမဆိုးဘူးကိုပစ္စည်းကိုလိုချင်တာကိုပစ္စည်းကိုသိမ့်ပိုက်ထားမတရားတဲ့လောဘမဟုတ်ဘူးသူကနောက်ပိုင်းရောက်လာတဲ့လောဘကမတရားတဲ့လောဘဖြစ်လာတယ်ကိုပစ္စည်းတွေမကဘူးသူရပစ္စည်းကလိုချင်အဲ့ဒီလိုပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်ပို့ဆိုးလာတာလောဘသိပေနဲ့ဖျားလက်ထက်ကလောဘနဲ့ခဏလောဘမတူပြန်ဘူးအဲ့လိုပေါ့ဆိုလိုတာကလူတယောက်မှတူအောင်တော့လောဘကြီးတဲ့ပုဂ္ဂိုလ်ကပိုများလာတဲ့အရေးအတွက်ဖျားလက်တဲ့တုန်းကဥမာမယ်လောဘက85ရာခိုင်နှုန်းရှိတယ်လောဘကြီးတဲ့လူက85ရာခိုင်နှုန်းရှိတယ်ဆို50ရာခိုင်နှုန်းရှိတဲ့ထားဒီကနေ့ကျတော့85 85ရာခိုင်နှုန်းတက်တာအဲ့လိုဆိုလို့တယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ပုဂ္ဂိုလ်ကမရှိဘူးလားဆိုရှိပါရှိနေဦးမှာပဲနော်လောဘကွယ်သွားတာတော့မဟုတ်ဘူးအဲ့ကြောင့်ခက်လိုက်တဖြည်းဖြည်းဆိုးဝါပြီးတော့လာတာဖြစ်တော့ဘာနဲ့ထိမ့်သိမ့်ရမလဲလို့ဆိုရင်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ပဲလုပ်တာပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ဖို့ဆိုတာဓမ္မခဲရင်သွားပြီနော်ပတ်ဝန်းကျင်ကောင်းမှုတဲ့ကိုကောင်းအောင်ကိုထိမ့်သိမ့်မှုကိုကောင်းအောင်ထိမ့်သိမ့်မှုအတွက်ကမြတ်စွာဘုရားဟောတာတဲ့တရားတွေတိုင်းလိုက်နာချက်သုံးမှုပဲအဲ့တော့သီလကိုအခြေခံတယ်ပထမအဆင့်သီလအခြေခံပြီးတော့သမထကျင့်နေကိုကျင့်နေသေးတယ်ဆိုရင်ဒါဒုတိယပဲပါရောက်နေသေးတယ်လို့ပြောစံပင်ညင်ထီအောင်ရောက်ရင်တမရိပါဘာဖဲဖြစ်ပြီဒါဘုရားဘာသာလမ်းဆုံးမိလားဆိုမဆောင်သေးဘူးပညာကျင့်စဉ်တစ်ခုကြံသေးတယ်အဲ့ဒီပညာကျင့်စဉ်ရောက်တဲ့အခါကျတော့အချိန်ကြီးအလုံးဝပြောင်းသွားနော်အချိန်ကြီးလုံးဝပြောင်းသွားပထမသီလနဲ့တမာတိအချိန်တော့ပြောရမယ်ဆိုရင်သဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဒုက္ခအဲ့နှစ်ခုနဲ့ပညာဘက်ကိုသွားလို့ရတယ်အခုဝိပဿနာကျင့်စဉ်ကျင့်ပြီဆိုရင်သဗ္ဗေဓမ္မအနတ္တဖြစ်သွားပြီထိဋ္ဌိဝိတ္တုဆိုတာကစပြီးတော့တရားဝါဆိုတာမရှိတော့ရှုံးနေတာမရှိတယ်ကာရကကံတရားကိုပြုလို့သူဆိုတာမရှိဘူးဝေရကအကျိုးခံစားသူဆိုတာမရှိဘူးအဲ့ဒါကိုသဘောပေါက်ဖို့တော်တော်ခဲရနေနော်အဲ့ဒါအနတ္တကိုပြောတာပဲအတ္တဆိုတာတရားဝါရှိနေတယ်တရားဝါရှိရင်ပြုလို့သူရှိတယ်ပြုလို့သူရှိရင်ခံစားသူလည်းရှိတယ်အဲ့ဒိဋ္ဌိဝိတ္တုအဆင့်ရောက်တဲ့အခါကျတော့တရားဝါဆိုတာကိုမရှိတော့ဘူးနော်တရားဝါဆိုတာမရှိဘူးနာမရူပနာယထာဝထတနာဒိဋ္ဌိဝိတ္တုနာမတရားဝါဆိုတဲ့အတွေးကိုဖြောက်ပြီးတော့လူတိုင်းမှာရှိတာယုံနဲ့နာနှစ်ခုပဲရှိတယ်အဲ့ဒီယုံနဲ့နှစ်ခုပေါင်းစပ်လှုပ်ရှားနေတာကိုကြည့်ပြီးတော့သူငါတရားဝါလို့ဒီလိုထင်နေတာတကယ်ကတော့သူငါလုံးဝမရှိဘူးသူငါတရားဝါမှာစိတ်သုံးနေသည့်အတွက်ကြောင့်သုံးညလို့ပြောတယ်သုံးညရဲ့အဓိပ္ပာယ်အဲ့ဒါပဲကိုထင်းနေတဲ့တရားဝါဆိုတာမရှိဘူးတရားဝါမှာစိတ်သုံးပြီးတော့ယုံနဲ့နာနှစ်ခုသာရှိတယ်လို့ဆိုအဲ့ဒီအမြင်ကိုမြင်မှုဆိုတာတော်တော်ကြိုးစားယူရလိမ့်မယ်တော်တော်ကြိုးစားယူရလိမ့်မယ်နော်နာမရူပနာယထာဝတတနာနာနဲ့ယုံနှစ်ခုပေါင်းစပ်နေတာကိုအမှန်တိုင်းသိမြင်မှဘုရားဘာသာမှာထိဋ္ဌိဝိတ္တုစင်ကြယ်တဲ့ဉာဏ်အမြင်တစ်ခုရမှာဖြစ်တယ်အဲ့ဒါမှခုနကပညာစာတာဖြစ်တယ်နော်ပညာအရိယာစာအဲ့တော့
လူတိုင်းကျင့်သုံးရမယ်တရားဆိုတဲ့နေရာမှာရှင်သာရိပုတ္တရာဟောတဲ့ထဲပဲဘာဟောတာတော့ဆိုအတွဲလိုက်ဒိဋ္ဌိဝိသုဒ္ဓိစာယထာဒိဋ္ဌိသစာပဋ္ဌာနံခေါင်းစည်းလေးနှစ်ခုပေးတာဒိဋ္ဌိဝိသုဒ္ဓိဆိုတာတစ်ခုယထာဒိဋ္ဌိသစာပဋ္ဌာနံဆိုတာတစ်ခုနှစ်ခုပေးထားဒီတတိယအဆင့်အမြင့်ဆုံးအဆင့်ကိုတက်ဖို့ရနံပါတ်1အရေးကြီးတာပါတော့ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ရမယ်အဲ့တော့ဒိဋ္ဌိဝိသုဒ္ဓိဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုလို့ရှိရင်ဝိပဿနာတမ္မာဒိဋ္ဌိကိုပြောတာပဲဒိဋ္ဌိဝိသုဒ္ဓိဆိုတာနာမရူပပရိစ္ဆေဒဉာဏ်ပညာဘူမိလို့ဆိုတဲ့ဒီအဆင့်နဲ့ပြောတဲ့အခါကျတော့ပညာဘူမိဆိုတာအသိပညာနဲ့အသိပညာအတွက်အခြေခံပြုရမယ့်တရားတွေကခန္ဓာ၅ပါးအရဏ12ပါးဓာတ်18ပါးဣန္ဒြေ22ပါးသစ္စာ4ပါးပရိစ္ဆေသမုပ္ပါအဲ့ဒါအသိပညာရဲ့ချက်စားရမယ့်နေရာပညာဘူမိပဲပညာရဲ့နယ်ပယ်လို့ဆိုလို့တယ်အဲ့တော့ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ဖို့အတွက်ရှေ့ပိုင်းမှာမလုပ်အောင်မလဲပညာဘူမိဖြစ်တဲ့တရားတွေကိုရှေ့ဥစွာသင်ယူရမယ်မှတ်သားရမယ်မသိမဲနဲ့ဘာမသိဘူးလေအခုကလောကီပညာတွေပါရူပဗေဒတို့ဓာတုဗေဒတို့ဆိုပညာရပ်တွေပရမသင်ရတာပဲ theory သင်ပြီးတဲ့အခါမှာလက်တွေ့လုပ်ရတာပဲလေဘယ်အပဲဖြစ်အဲ့လိုအဲ့တော့ပရမသင်တာသင်ရမယ့် subject တွေကိုပညာဘူမိလို့ခေါ်တယ်အကျဉ်းချုပ်ကတော့ပညာဘူမိလို့ခေါ်တယ်အဲ့ဒီနဲ့ပဲကိုသင်ရမယ့်အချက်လက်တွေအဲ့တော့ဘုရားဘာသာဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကစနစ်တကျလုပ်မယ်ဆိုရင်ကိုချင်းသီလပထမပြည့်စုံအောင်လုပ်ဒုတိယသဘာဝကိုတိဆောက်တဏ္ဍအင်ဆံရသည်ထီအောင်လုပ်ပြီးပြီဆိုတဲ့အခါကျတော့မှပညာရဲ့နဲ့ပဲ subject တွေကိုသင်အဲ့ဒါကိုပညာဘူမိပညာဘူမိပြီးတဲ့အခါပညာရဲ့အခြေအမြစ်နှစ်ခုလို့အောင်ပညာမူလလို့ခေါ်တယ်အဲ့ဒါကြတော့ပညာကိုအခြေခံဖို့ရအတွက်နှစ်ခုရှိသေးတယ်အဲ့ဒါဘာလို့ဆိုသီလနဲ့သမာဓိပဲသီလဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိလို့သုံးတယ်စိတ်ဓာဝိသုဒ္ဓိဆိုတာသမာဓိကိုပြောတာနော်သီလဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိအဲ့ဒါကပညာမူလပညာရဲ့အမြစ်လို့ပြောတာအဲ့ဒီပေါ်မှာအခြေစိုက်ရမယ်အဲ့ဒါနှစ်ခုခုနပြောတဲ့သီလသည်ပထမအဆင့်သမာဓိသည်ဒုတိယအဆင့်ဆိုတာဒါပညာရောက်ဖို့အတွက်အဲ့ဒီနှစ်ခုကိုအခြေခံတာနော်သီလဝိသုဒ္ဓိနဲ့စိတ်ဓာဝိသုဒ္ဓိအဲ့ဒီနောက်ပိုင်းရောက်တဲ့အခါကျတော့ပညာတရိဒလို့ခေါ်တာ the body of ပညာပေါ့နော်ပညာအထီကိုလို့ဆိုလို့တယ်ပညာရဲ့ယတ္တိယာကပညာဘူမိပညာရဲ့အမြင့်ကပညာမူလပညာအထီကိုကပညာတရိဒအထီကို body အဲ့ဒီအထီကို body ကဘာလို့ဆိုခုပြောတဲ့ဒိဋ္ဌိဝိသုဒ္ဓိအဲ့ဒီကစပါနော်ဒိဋ္ဌိဝိသုဒ္ဓိကစတာတရားဆိုရဖြောက်မယ်နော်မေတ္တာဘာဝနာပွားနေတော့တရားအနေနဲ့ပွားရတယ်လေဘယ်သူချမ်းသာပါစေဘယ်ဝါချမ်းသာပါစေဘယ်တတဝါတွေချမ်းသာပါစေသဗ္ဗေတတ္တအဝိရဟွန်တုနော်သဗ္ဗေမနုဿသဗ္ဗေဓိဝသဗ္ဗေမနုဿတရားတွေအနေနဲ့မေတ္တာပို့တာနော်တရားအနေနဲ့မေတ္တာပို့တာသမာဓိကျင့်စဉ်ကတော့ပြည့်ညက်နဲ့သွားတာတော့ဝိပဿနာကြတော့အဲ့လိုသွားလို့မရတော့ဝိပဿနာကြတော့တရားဆိုတော့ဖြောက်ရတော့မယ်သဗ္ဗေတတ္တဆိုတာမရှိဘူးသဗ္ဗေဒေဝနတ်ဆိုတာမရှိဘူးသဗ္ဗေမနုဿလူဆိုတာလည်းမရှိဘူးသဗ္ဗအဋ္ဌိယောအမျိုးသမီးဆိုတာလည်းမရှိဘူးသဗ္ဗေပုရိသယောက်ျားလေးဆိုတာလည်းမရှိဘူးတော့အဲ့လိုပြောင်းလိုက်တာနော်အဲ့ဒါကြဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်
ဘာဖြစ်လို့မရှိဘူးလို့ပြောတာတော့ငါကရှိရတဲ့နဲ့ဖြောက်တာလားဆိုတော့ရှိ